စီပြောတဲ့အိုးတန်းစင်လို့ပဲမလုံးနဲ့ဆိုထင်းမြတ်သိမ်းမြတ်ပုံစံကိုနိုင်တော့ကြုံပြလုံးတဲ့ကိုပြောပြလို့လည်းမင်းကကိုဖြစ်ချင်တာလည်းရက်ကွက်ကိုလာမရတော့လေကဲကိုတော့သားနဲ့ကိုစားတဲ့ဘောကလည်းပြေလို့နာကြောကလည်းတင်းလို့ငါပြောတာပဲမင်းမို့စားတဲ့ဘောကလည်းပြေလို့နာကြောကလည်းတင်းလို့ငါပြောတာပဲမင်းမို့မို့ဒီဆွဲဒေတာထွက်ကုန်ပိုင်းနဲ့ခွဲစီတဲ့ကွဲ24နာရီပြည့်တဲ့ပဲဖော်နေစေအမြဲချက်တိတ်တဲ့ချက်ရှိရောက်တော့ကျွတ်ကျဲချက်ပိတ်အကြည့်တွေလွဲနာနာကပ်ပြီးငါစီလက်ကဲနဲ့ရှက်မရှိတကောင်းလုံးကျွေးလိုက်တဲ့ရော့မြန်သွားတဲ့ happy လမ်းမှာမမုတ်တို့ဒီထိုင်ငိမ့်သွားတာမနဲ့တီနာတော့ငါပြောခဲ့တဲ့ကားပြန်မေးတယ်မမှန်မီဟိုနေတာကိုပြတ်တွေးလေတော့သွားတဲ့ပြဿနာပြမနိုင်မဲ့ပင်ဟင်းစားတဲ့မင်းကြီးရတော့မတတ်တာတချူတော့ယူဖြစ်ဇာတော့ကောင်းတဲ့လက္ခဏာချိန်နဲ့လိုက်ပြီးချူရင်မတော်တတ်စာစောတော့စီစီပြောတဲ့အိုးတန်းစင်လို့ပဲမလုံးနဲ့ဆိုထင်းမြတ်သိမ်းမြတ်ပုံစံကိုနိုင်တော့ကြုံပြလုံးတဲ့ကိုပြောပြလို့လည်းမင်းကကိုဖြစ်ချင်တာလည်းရက်ကွက်ကိုလာမရတော့လေကဲကိုတော့သားနဲ့ကိုစားတဲ့ဘောကလည်းပြေလို့နာကြောကလည်းတင်းလို့ငါပြောတာပဲမင်းမို့စားတဲ့ဘောကလည်းပြေလို့နာကြောကလည်းတင်းလို့ငါပြောတာပဲမင်းမို့အမှန်ရှိလာတဲ့ဝိုင်းတဲ့ရှက်ပြီးမပိုင်နဲ့ဆိုမဲ့ဆိုင်နဲ့ on the road တော့မဆိုပြီးမလိုက်တဲ့ပိုင်းနဲ့ကျုပ်ထားတဲ့ငါညီမူလာရင်တော့မရိုင်းနဲ့သူ့ပပရှိသေးတဲ့စကလုံးတွေပြိုရပြက်ညနာတော့ရှောင်းပြောင်းသွားတယ်ရဲရဲတောက်နေပတ်ဒီတစ်ခွက်ကုန်ရင်လဲတော်တင်ပြီးရတော့မင်းကိုမင်းနိုင်နဲ့ဆိုပြီးတားမြလည်းစမ်းမော်ခတ်တော့နေပါပြီလမ်းမှာ movie and လဲမင်းတဲ့ငယ်တဲ့ချတိတ်တွေကဖက်ချက်စီပြန်တွဲမရှက်ဘူးလားအုံလောက်ကအတိညာလွဲအရက်ဘူးသမားကိုအိမ်တော့ကိုပြန်စဲစောလို့စီစီပြောတဲ့အိုးတန်းစင်လို့ပဲမလုံးနဲ့ဆိုထင်းမြတ်သိမ်းမြတ်ပုံစံကိုနိုင်တော့ကြုံပြလုံးတဲ့ကိုပြောပြလို့လည်းမင်းကကိုဖြစ်ချင်တာလည်းရက်ကွက်ကိုလာမရတော့လေကဲကိုတော့သားနဲ့ကိုစားတဲ့ဘောကလည်းပြေလို့နာကြောကလည်းတင်းလို့ငါပြောတာပဲမင်းမို့စားတဲ့ဘောကလည်းပြေလို့နာကြောကလည်းတင်းလို့ငါပြောတာပဲမင်းမို့မင်းကမြဲအုံနောက်တဲ့တော့ပိုကတ်မင်းမမြင်နေနဲ့မထိုင်နိုင်ဖြစ်နေတာကရောက်ရခတ်ဝါစားမချီနဲ့မျက်လုံးကပေါက်တော့မတက်စိတ်ကိုထိန်ငါညီစန္ဒကိုသိခါနဲ့ရက်တွေ့မြတ်စောကိုဖွင့်ချောင်းချီစားပြီးအားချောင်းပြောခံရလာချိန်ချောင်းအားကြိုးချင်လို့လားမတားကောင်ကျူပါတဲ့မင်းကအညီအဟောက်တိုက်တဲ့ရင်ကောင်ရရပါကြိတ်အောင်အိမ်မှာမသိပဲထားခဲ့တာချင်းတောင် dress မြပေါင်းတွေကလည်းကုန်နာဘူးကောင်းနေပဲ KTV မှာသက်ရှော့ပြီးမတော်ဘူးရှိနေရလဲလဲလုံးနဲ့ပဲချိန်တော့ခွင့်ချပေးတာကဲရွှေကုန်နိုင်ကဟိုတယ်မှာ6ကိုမပြီးသွားဆွဲစောလို့စီစီပြောတဲ့အိုးတန်းစင်လို့ပဲမလုံးနဲ့ဆိုထင်းမြတ်သိမ်းမြတ်ပုံစံကိုနိုင်တော့ကြုံပြလုံးတဲ့ကိုပြောပြလို့လည်းမင်းကကိုဖြစ်ချင်တာလည်းရက်ကွက်ကိုလာမရတော့လေ